အားလုံးပဲမင်္ဂလာပါကျွန်တော်လီယွန်ပါဒီနေ့ကျွန်တော်တို့ကတိုက်ပွဲတစ်ခုရဲ့အခြေအနေကိုအချိန်မီပြောင်းလဲနိုင်တဲ့ striker run ကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ် run ဟာတိုက်ပွဲမှာအသင်းဘော်တွေကိုကာကွယ်နိုင်မှုအတွက်ဖန်တီးထားတဲ့တပတ်စပိုတာတစ်ယောက်ဖြစ်ပါတယ်သူမရဲ့ ice barrier ဟာတနက်ကြီးတွေကိုပြေးဝကာကွယ်နိုင်အောင်မကတိုက်ခိုက်ရေး view ဟာအသစ်တွေကိုပါဖန်တီးပေးနိုင်ပါတယ် run ကိုအသုံးပြုပြီးတိုက်ရှင်မှုနှုန်းမြင့်တင်နည်းနဲ့အသင်းဘော်တွေကိုကာကွယ်နည်းတွေကိုရှင်းပြပေးသွားမှာဖြစ်လို့ video ကိုအဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် active validity ice barrier ဒီစွမ်းရည်မှာ run က HP 1000 25 second ကြာတဲ့ ice barrier တစ်ခုချက်ချင်းဖန်တီးလိုက်တာပါဒီ skill ကိုဘယ်လိုအကျိုးရှိရှိအသုံးချရမလဲဆိုရင် open area တွေနဲ့အသင်းဖော်နှောက်ရင်ကုဖို့ကာဗာယူတာနောက်ပြီးအဆောက်အဦတစ်ခုပေါ်တက်ဖို့အခက်အခဲရှိနေချိန်မှာဂျားခံအနေနဲ့အသုံးပြုဖို့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်ဒီ skill ရဲ့အမိုက်ဆုံးချက်အနေနဲ့ run က level 5မှာဆို ice barrier အနားရှိနေရင်25 armor အပိုရရှိမှာပါ passive ability cryomancy ဒီစွမ်းရည်က run နဲ့သူ့ရဲ့30 မီတာအတွင်းမှာရှိတဲ့အသင်းဖော်တွေအားလုံးရဲ့ shear cover speed ကို30 ရာခိုင်နှုန်းမြင့်တင်ပေးပါတယ်တိုက်ပွဲတစ်ခုပြီးတိုင်းဒါမှမဟုတ်ရှီးရော်သွားပြီးနောက် run ရဲ့ရှီဟာတခြား striker တွေထက်ပုံမြန်တန်သွားတိလာမှာပါဒါဟာသူတယောက်တည်းအတွက်တင်မကပါဘူးတိုက်ပွဲအတွင်းသူ့ရဲ့အနီးနားမှာရှိနေရုံနဲ့ run ရဲ့ passive skill ကြောင့် teammate တွေဟာရှီးတက်နှုန်း30 ရာခိုင်နှုန်းပုံမြန်နေမှာပါဒီ passive ကြောင့်ပဲ run ဟာအသင်းအတွက်အစွမ်းထက်တဲ့ supporter တူဖြစ်နေသေးတာပါ run ဟာ black strike မှာအသင်းကိုကာကွယ်ပေးခြင်းတွေလို့နီးပြူနဲ့ကစားခြင်းတွေအတွက်အကောင်းဆုံးပါပဲသူမရဲ့ ice berry နဲ့မြန်ဆန်တဲ့ sheer cover ကြီးရတာဟာမိမိအသင်းကိုတိုက်ပွဲမှာအမြဲတမ်းတာသီးရနေနေမှာပါဗီဒီယိုလေးကအသင်းကိုအထောက်အကူဖြစ်တယ်ဆိုရင် like and follow လုပ်ဖို့မမေ့ပါနဲ့အသင်းရဲ့အမြင်နဲ့ run နဲ့ပတ်သက်တဲ့အကောင်းဆုံး new viewer တွေကိုလည်း comment မှာရေးပေးခဲ့ပါဦးအားလုံးပဲbye bye